လူတိုင်းရဲ့ဘဝမှာတစ်ချိန်မချိန်မှာတော့ကိုမေးခွန်းထုတ်ဖို့ကြပါတယ်။နာတကယ်အသုံးဝင်နေသလား။ငါဘာအတွက်ဒီလောက်ပင်ပန်းနေရတာလဲ။အခြားလူတွေကရှေ့ကိုရောက်နေရနဲ့ငါကဘာလို့နောက်ကျနေသလိုခံစားရတာလဲ။ဒီမေးခွန်းတွေကအတန်မထွတ်ပဲညအချိန်တွေမှာစိတ်ထဲမှာသာတိတ်တိတ်လေးထက်ထက်မိနေတတ်ပါတယ်။ အချို့သောနေ့တွေမှာကိုစူးစမ်းမှုအားလုံးဘယ်သူမှမမြင်သလိုဘယ်သူမှမတန်ဖိုးထားသလိုခံစားရတဲ့အချိန်လေးရှိပါတယ်။မနက်စောစောထအလို့သွားတနေ့လုံးပင်ပန်းညပြန်လာတဲ့အခါကိုယ့်အတွက်ဘာမှမကြံတော့သလိုစိတ်ပင်ပန်းနေတဲ့အချိန်တွေပါ။အဲ့ဒီအချိန်မှာကိုအခြားသူတွေနဲ့နှိုင်းယှဉ်မိပါတယ်။သူတို့ကအောင်မြင်နေသလိုသူတို့ကပိုကောင်းနေသလိုသူတို့ရဲ့ဘဝကပိုလေးနေသလိုကိုယ့်ဘဝကတော့မှောင်နေသလိုထင်လာတတ်ပါတယ်။ ဒါပေမဲ့တခါတရံကျွန်တော်တို့မသိတာတစ်ခုရှိပါတယ်။အခြားသူတွေမြင်နေရတဲ့အောင်မြင်မှုဆိုတာကသူတို့ရဲ့အဆုံးရလာဖြစ်ပြီးကိုမြင်နေရတာမဟုတ်တဲ့နောက်ွယ်ကပင်ပန်းမှုတွေမျက်ရည်တွေစိတ်ပြတ်မှုတွေတိတ်တိတ်နဲ့ခံထဲရတဲ့နာကျင်မှုတွေကိုမမြင်ရတာပါ။တဲ့အခုလမ်းအလယ်မှာရှိနေတယ်ဆိုရင်ဒါဟာမအောင်မြင်သေးတာမဟုတ်ပါဘူး။ဒါဟာသွားနေစေဖြစ်တာပါ။ပန်းတိုင်ကိုမရောက်သေးတာနဲ့လမ်းမနေရမဟုတ်ပါဘူး။အချိန်မရောက်သေးရပဲဖြစ်ပါတယ်။ပန်းသပင်ဟာမနေ့ကမပွင့်နေလို့ဒီနေ့လည်းမပွင့်ရမယ်ဆိုတာမရှိပါဘူး။အချိန်တစ်ခုရောက်လာတဲ့အခါဘယ်သူမှမမျှော်လင့်တဲ့နေ့တစ်နေ့မှာတိတ်တိတ်လေးပွင့်လာတတ်ပါတယ်။ တင်အခုလုံနေတဲ့စူးစမ်းမှုတွေကအကျိုးမရှိဘူးလို့ထင်နေရင်အဲ့ဒီထင်မြင်ချက်ကိုအခုဒီနေရာမှာခဏထားခဲ့ပါအမြင့်မခိုင်သေးတဲ့တစ်ပင်ကမိုးမုန်တိုင်းကိုမခံနိုင်တယ်လို့ကိုလည်းအခုအချိန်မှာကို့အမြင့်ကိုခိုင်အောင်လုပ်နေတာပဲဖြစ်ပါတယ်ဘယ်သူမှမမြင်တဲ့အချိန်တွေမှာကိုစူးစမ်းနေရတာကတန်ဖိုးမရှိတာမဟုတ်ပါဘူးအဲ့ဒါကအနာဂတ်အတွက်အရေးကြီးဆုံးအစစ်အပိုင်းဖြစ်ပါတယ်ကိုအယမ်းတင်းကျပ်မထားပါနဲ့ဒီနေ့မတော်တဆလဲတွားခဲ့ရင်ဒီနေ့မအောင်မြင်ခဲ့ရင်ဒီနေ့မပျော်နိုင်ခဲ့ရင်ကိုခွင့်လွတ်ပါလူဆိုလားစက်မဟုတ်ပါဘူးအမြဲတမ်းအားပြီးနေရမယ်ဆိုတာမဖြစ်နိုင်ပါဘူး